ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အေဇလဲ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီ channel လေးကနေပြီးတော့အချစ်ဇလံကောင်းလေးတွေကိုတင်ဆက်ပေးနေရပါ။ဒီနေ့မှာတော့ပရိသတ်ကြီးအတွက်စာရေးသူပီတီဝေရေးသားထားတဲ့ချစ်ရပါသောနေ့ဇလံလေးကိုတင်ဆက်ပေးသွားမှာပါ။ဇလံလေးကိုမတင်ဆက်ပေးခင်မှာသူရဲ့ channel လေးကို like and subscribe လေးလုပ်ပေးရင်းနဲ့ဘေးနား notification ခေါင်းလောင်းလေးကိုနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့တောင်းဆိုရင်ဇလံလေးကိုစောင့်လိုက်ပါတော့မယ်ရှင်။မင်းထွက်သွားတော့နှွေသွားကွာထွက်သွားဖုံးမြန်ငါမှမရသွား ਈ လားငါဘယ်လိုဆက်လို့ရမလဲဟာနှွေပဲကြီးတီတောင်းမှတ်ပါတယ်မောင်ရဲ့ကံရည်ပြကြီးကိုလျှောက်ငေးကြည့်နေရင်းနဲ့ချစ်သူရဲ့စကားကိုလည်းနားထောင်နေတယ်ပြီးကမှငေးရီကြနေတဲ့တီးရဲ့မျက်နှာကိုရှယ်ဟာညင်သာစွာတုပ်ပေးလိုက်ပြီးငိုနေတော့ကွာခေါင်းတွေကဲ့လိုက်မိမောင်ခွင့်လို့တယ်မောင်တောင်းပန်ဖို့လည်းမလိုပါဘူးမောင်ရဲ့တရားရှိုက်ကြီးတငယ်ငိုယူပြီးတော့လျှောက်ဖတ်ထားလိုက်တယ်ချစ်သူကိုအလိုက်သင့်ပြန်ဖတ်ရင်းနဲ့ကရင်ပြင်းကြီးကလည်းတိတ်ဆိတ်လို့နေတယ်ချစ်သူနှစ်ဦးရဲ့အမုန်းပါတဲ့လမ်းခွဲမှုတစ်ခုအချစ်ဆိုတာတိတ်ကိုစမ်းကြည့်တယ်ပို့ပြီးတော့စမ်းကြည့်တာကဖူးစာဆိုတဲ့အရာကိုချစ်ရတဲ့သူနဲ့ကိုယ့်ကိုချစ်တဲ့သူတစ်ထက်တည်းကြမှာသာပျော်ရွှင်ရမယ်ထင်ပါရဲ့အချစ်ဆိုတာကဘဝကြီးတော့မဟုတ်ပါဘူးဒါပေမဲ့ဘဝအတွက်လိုအပ်တဲ့တိတ်ကိုအရေးကြီးတဲ့အရာတစ်ခုပါခါတန်လိမ့်မယ်ချုံမြင်လိမ့်မယ်တခါတည်းရလွတ်လပ်ပေါ့ပါမယ်တခါတည်းရလင်းလန့်နေမယ်ဆရာဝန်မလေးတီးပကြီးချစ်သူဖြစ်သူလျံနဲ့လုံးဝသဘောမတူတာကြောင့်သူမဘာမှမတက်နိုင်ခဲ့ဘူးမိဘရဲ့သဘောဆန္ဒကိုသာလိုက်ရောခဲ့ရတယ်9နှစ်ကြာပြီးနောက်ပကြီးကားချက်ကြီးကိုကြည့်ပြီးပေါင်းမြင့်ထက်ကိုမျက်ရည်တွေစီးကျလာတဲ့လျံအချိန်တော်တော်ကြာတဲ့ထီကိုဒီလူသားတီးကိုချစ်နေစေသူကိုယ်တိုင်ဆွဲထားတဲ့ဒီပကြီးကားကြီးကိုလည်းရှုမွားတဲ့ကိုကြည့်နေမိစေပါလက်ထက်ရပိစအဖြူကိုကန်ပြီးအဲ့ဒီပကြီးကားအုတ်ချပြလိုက်တယ်နောက်ပြီးတော့သူ့ရဲ့ပကြီးကားချက်တွေထားတဲ့အခန်းရဲ့တောင်းတနေရာမှာနေရာချထားလိုက်တော့တယ်သူမေးပြဖို့အချိန်တန်ပြီလေဘွေရပညာတဲ့တယောက်ပြင်မဲ့ဝါသနာပါရာပကြီးပညာကိုသာရွေးချယ်ခဲ့တဲ့ဘုံလျံသူမလေးထားသွားရသူဟာအခုချိန်ထိကိုတယောက်တည်းဖြတ်တန်းနေစေမိန်းကလေးတွေကိုစိတ်နာနေတဲ့သူတယောက်လိုပါသူ့ဘဝတွေကိုနှွေဆွဲသူမလေးကမဝင်ရောက်လာခင်အချိန်ထိပေါ့ပြည်ဦးတွေကိုအလဲလာတဲ့နှွေပကြီးတငယ်ချင်းဖြစ်သူစီကိုအလဲသွားတဲ့နှွေပကြီးနှွေအမလီမိချစ်ရဲ့အတာလို့ပါဟဲ့ရွရွချင်းကိုပြေးလာဖက်တဲ့ချစ်နေတီပါနေရလေအလဲလာမယ်ဆိုတဲ့တိချပြောပေါ့အခုတော့ရုတ်တရက်ကြီးဟာစပရိဟာထားပါတော့လာအထင်းဝင်မယ်နှွေးရလက်ထက်ဟာအိတ်ကိုယူပြီးတော့ပြောလိုက်တဲ့ချစ်နေတီပါသူမတို့ပြုံးမြော်စွာနဲ့အထင်းဝင်သွားတော့ချစ်ချစ်ရဲ့မိဘတွေကလည်းသူမကိုရင်းနှီးပြူငါစွာကြိုဆိုကြတယ်နှစ်ယောက်သားချစ်ချစ်ရဲ့အခန်းထဲဝင်လာခဲ့ကြပြီးတော့နေငါနဲ့အတူအိပ်ရမယ်နော်ချစ်ချစ်ကပြောလိုက်တော့အေးပါဟင်တော်တော်လေးချစ်ကြတဲ့တငယ်ချင်းတွေပါနှစ်ယောက်သားအတူတူစကားလက်ဆောင်ပြောကြရင်းနဲ့ချစ်ချစ်ပြောလေငါတရသီးစားခြင်းနေဟာဟေးနေ့ဟာလေအဆိုင်ရောက်ချင်းကိုဟဲ့တရသီးစားခြင်းရတယ်လို့အေးဟာခုနငါမြင်ခဲ့တယ်ဟိုဘကခြံထဲမှာလေတရသီးမှာစိမ့်နေရပြီအမလီမိနွေရောက်ချင်းကိုပြဿနာမရှာနဲ့နော်အဲ့ချင်ကအကူကတမျိုးကြီးဟာဟင်ဘာလို့လဲထားလိုက်ပါစားခြင်းငါလေဇေယဝယ်ပေးမယ်အဲ့ချန်နေရဟာတော့မစားနဲ့ဟုတ်ပြီလားနွေရလေဘာရင်မသိရကြောင်းထွထွတိတ်ပြီးတော့မိမိနေမိတော့အကြောင်းတစ်ခုခုတော့ရှိမှာပေါ့နွေပကြီးဆိုတာအလဲပတ်လဲစိတ်ဝင်စားပြီးတော့လွတ်လပ်ပေါ်ပါတဲ့အမျိုးသမီးလေးတူပုပ်ပွင့်လေးလေးလည်းရှိတယ်လို့အခုမှကြောင်မိကစားအမျိုးသမီးလေးပါမန်ကလေးသူလေးကတငယ်ချင်းရှိအောင်မျိုးကိုအလဲပတ်လာခဲ့တယ်တမီးတို့ရေအပြင်ကချစ်စီရဲ့မိမိကခေါ်လာကြောင်းနှစ်ယောက်သားပြန်တူထူးမိကြတယ်ရှင်အပြင်လာခဲ့ကြလေသမီးတွေလေးကခရီးပန်းလာရောပေါ့ကာစီခေးရတာဆိုတော့လေအရန်ကြီးမပင်ပန်းပါဘူးအန်နီရဲ့အခန်းထဲကထွက်လာရင်းနဲ့စကားဆိုလိုက်တဲ့နှွေးလေးပါအငယ်ဆုံးသမီးလေးပြပြချွဲတန်လေးကအပြည့်တော်မေကိုပြုံးလိုက်ပြီးတော့အေးပါကွယ်ကဲသမီးချစ်ချစ်တငယ်ချင်းကိုပါနဲ့အိတ်ခံမလဲပြင်ဆင်လေသမီးတွေလည်းကိုယ့်အိမ်လိုသဘောထားတော့ဘာမှအာနာစရာမလိုဟုတ်ကဲ့အန်ကင်သူမလေးအတွက်အဆဆအရာရာကိုလူလေးသိမရှိအောင်လုပ်ပေးတဲ့ဒီမိသားစုကအတော်လေးကိုလည်းအိတ်ဝတ်ကြည့်တယ်။နှွေငါနဲ့ဈေးလိုက်မလား။နောက်ရက်မှလိုက်မယ်လေ။ဒီနေ့တော့မလိုက်နိုင်သေးဘူး။အေးပါနောက်ရက်မှအေးစီသွားကြတာပေါ့။ဒီနေ့တော့နားလိုက်အောင်။အေးပါတောင်းလျံထမင်းစားပြီလား။ကြီးချိုပြင်လိုက်တော့မယ်နော်။အာမပြင်းနဲ့ကြီးချိုတောင်းမစားသေးဘူး။ရတယ်ဗျ။ပကြီးဆွဲနေရရင်ထမင်းမိဟင်းမိပါပဲ။ဘုံလျံဆိုတာကြီးချိုရဲ့အလုံးရှင်ဖြစ်တယ်လို့သားတယောက်လိုပါ။ငငယ်ကလေးကမိဘတွေကိုဆုံးရှုံးခဲ့ရတဲ့ဘုံလျံလေးအတွက်ကတော့
အကြီးချူကသူ့ရဲ့မိခင်တရားလိုပဲတန်ရုံးစင်နေနဲ့ထုံဖွဲ့ထားတာမို့ဒီမိသားစုတွေကပျော်ရွှင်စရာပကြီးဆိုးရတာကိုတိတ်ကိုခုံမင်းနဲ့ဘုံလျံကတော့အေဂျန်တိတ်စိတ်တဲ့ဒီလိုခြံဝင်းကြေကြီးထဲမှာအပင်တွေဆက်ရတာကိုလည်းနှစ်သက်တယ်အဲ့ဒီချိန်မှာအင်းရှင်တော့ချန်ရှိရောက်ခေါ်တဲ့အတန်းမို့အကြီးချူဟာထွက်ကြည့်တော့ကောင်မလေးတယောက်ဘာကိစ္စများလဲသမီးဟိုလေအန်ဒီသမီးကိုတရက်သေးလေးတွေတစ်လုံးနှလုံးလောက်ခူးပေးပါလားယင်။လူတရက်သေးစားခြင်းလို့ပါ။အကြီးချူကကောင်မလေးကိုထူးထူးဆန်းဆန်းကြည့်နေမိတယ်။အကြီးချူဘာတူလဲဗျ။လျှာအထဲကနေမင်းလိုက်တော့ကလေးမလေးတယောက်ပါတာရဲ့အထက်ခဏဝင်ခဲ့လေ။ကြီးချူခူးပေးမယ်။ကျေးဇူးပါအန်ဒီ။နေရလေမဝင်ချင်းရှာတာများဆက်ဆက်လူကိုထနေတယ်။အထဲကိုရောက်တော့အင်ရှိရအရင်မှာပကြီးဆွဲနေတဲ့လူတအူ။မျက်လုံးလန့်ကြည့်ပြီးနှွေကိုမြင်တော့သူကဘာတူလဲကြီးချူ။အော်လူရောက်ဟိုဘက်ခြံကိုအလဲလာတဲ့ဧည့်သည်ပါအဲ့ဒါဒီဘက်ကတရက်သေးကိုမြင်တော့စားကျင်လို့လာတောင်းတာပါဦးလူရအဲ့လိုစကားဆိုလိုက်တော့သူမကိုထပ်မံကြည့်လာတဲ့ခက်ကြောကြောလူကြီးလူရငင်းနေတလောက်သူကတော့တင်းငင်အေးဆေးစွာနဲ့စီရီယာဝယ်စားလေးရပါတယ်ကွာရောက်လာမှတော့စားကျင်တလောက်သာခူးသွားအဲ့လိုပြောပြီးတော့ပကြီးကိုသာဆက်ဆွဲနေတဲ့လျံလူရတော့မျက်နှာချောချောလေးကိုငင်းနေမိစေပါအဲ့ဒီချိန်အကြီးချူကတရက်သေးတချို့ကိုကင်ပြီးတော့ကလေးမလေးဒီလောက်ဆိုရလားထက်ခုပေးအောင်မလားရရအနီကျေးဇူးတင်ပါတယ်ရှင်ဦးလည်းကျေးဇူးတင်နေနော်သူမကချစ်စပွဲဟန်လေးနဲ့ဆိုလိုက်တော့ကြီးချူကတော့ကောင်မလေးကိုသဘောကျသွားတယ်ဟန်ဆောင်မှုကင်းမဲ့တဲ့ကလေးမလေးပါလျံကတော့သူမကိုမောမကြည့်ပဲခေါင်းသာစက်ကနေညှိပြတယ်နှွေးရဲ့ရင်ထဲမှာအမြင်မဖော်နိုင်တဲ့ခံစားချက်တစ်ခုဝေရောက်လာတာကတော့အမှန်ပါဒါပေမဲ့သူမရဲ့ခံစားချက်တွေကိုသိသိထားရမှာလားအခုမှပထမဆုံးရင်ခုန်ဖို့ရမို့ဒီခံစားချက်တွေကိုလွတ်လပ်စေခြင်းနဲ့နှွေးလက်ထဲမှာလေတည့်ရသေးရနဲ့ဘယ်သွားခဲ့ရလဲခြံထဲကိုဝင်ချင်းမင်းလာတဲ့ချစ်ပါဟဲ့ငါဟိုဘက်ခြံကသွားတောင်းလာတာဟာလာငပီလေးနဲ့ဆက်ဆက်ကလေးငါတုတ်ချင်းမင်းတွေနော်ငါဈေးရဝယ်ပေးပါမယ်ဆိုတော့စွတ်ပဲအဲ့ဘက်ခြံကဘသူနဲ့မှအဲ့ဘက်ခြံကလေဘသူနဲ့မှတိတ်ပြီးတော့အဝင်ထွက်မရှိဘူးဟာအဲ့အိမ်ကအကိုဆိုလဲအမြဲတမ်းပကြီးဆွဲနေတာတကယ်ရေခဲတုံးကြီးအေးစစ်နေရပဲဟဲ့ချစ်ရဲ့စကားကိုကြားမှနွေရစဉ်းစားဟန်ပြုတ်လိုက်ပြီးတော့အေးဟာထူးဆန်းနေဘလို့ကြီးလည်းမသိဘူးနော်ဒါပေမဲ့သဘောကောင်းမဲ့ပုံမှာဟာအေးပါထင်မြင်ချက်တယ်လေသိပေးမနေနဲ့တော့လာတည့်ရသည်တုတ်စားမယ်ဆိုအေးတငယ်ချင်းတယောက်ကတော့ပျော်ပျော်ရွှင်ရွှင်နဲ့ရှောက်လွယ်လိုက်စားချင်တာလေးတွေပတ်စားလိုက်နဲ့တော်တော်လေးကိုตายရနေတယ်ညညခင်းအချိန်ချစ်ငါနေလို့ကျွေးရဲ့အုံနှုတ်ခေါက်ဆွဲစားချင်နေဟာလူရနှခမ်းလေးဆူပြီးပြောလိုက်တော့အမေပလီပလာနဲ့နေလက်ရာကပိုကောင်းတာအောင်နော်နေလို့ကျွေးပေါ့ချစ်ကလည်းအလိုမလိုက်ဘူးနော်အေးပါဟဲ့အဲ့ဒါဆိုငါမနေ့ပြန်လှုပ်ကြည့်မယ်စားမလားသူမရဲ့စကားဆုံးတော့အတင်းမဲ့ခေါင်းကိုညှိပြီးစားမလှုပ်ကြည့်ချစ်တဲ့တငယ်ချင်းလေးရဲ့ချစ်စကားကိုကြားတော့နေရာတော်သားမပါတဲ့မျက်စောင်းလေးထိုးပြီးအမလီမစားချင်ရှာဘူးနော်ငါ့ကိုနှိပ်စက်တယ်မမီတို့တွေကိုတိုင်ပြောပြမေးမဟုတ်ပါဘူးနေရဲ့တိုင်ပြောလဲမကြောက်ပါဘူးနှစ်ယောက်သားမတည့်အတူနဲ့မမြင်ချောင်းကြီးဆိုသလိုပါချမ်းစိတ်ရာသီဥတုနဲ့အတူမနက်ခင်းလေးမှာမိဖို့ကန်လေးကိုအာကျုံးမှန်တက်ချက်ပြုတ်နေတဲ့အမျိုးသမီးလေးတူသူမတယောက်တည်းကိုအလုံးရှုံနေတာကအုံနှုတ်ခေါက်ဆွဲချက်ပြုတ်နေခြင်းပါချစ်ချင်းမကတော့ထုံးစံတိုင်းအိပ်ပုတ်ကြီးနေစေချစ်ရဲ့အဖေနဲ့အမေကတော့သူမလေးရောက်လာတော့သမီးကိုစိတ်ချသွားဟန်တူပါရဲ့ဖျားဖို့ဆိုပြီးတော့ခီးထွက်သွားကြတယ်။နေရတော့အလုံးချက်ပြုတ်ပြီးစီတော့ရေမိုးချိုးလိုက်တယ်။နောက်ပြီးတော့ချစ်ရေထားတော့လေအိပ်ပုတ်ကြီးမနေနဲ့နော်။နေကြိုက်တဲ့မို့မချန်ထားပဲပြစ်ထားလိုက်မယ်။အာနေရလေအိတ်ချင်မှသေးတယ်ဆိုအတင်းမင်းအိတ်ချင်မှုတူလေးတန်းနဲ့ဆိုလာတဲ့မိချစ်မဟုတ်ရင်ခရင်ဘွားဆွဲချလိုက်တော့မှာနော်အေးပါထပြီအဲ့လိုပြောပြီးတော့ငေါ့ခနဲကိုထထိုင်နေမိချစ်နှွေးကိုကြည့်ပြီးတော့စောစောစီစီရေတွေချိုးလို့ဟဲ့ဘယ်တော့မလို့လဲမိဖို့ကြောင့်ဝင်ပြီးတော့အိုအိုက်လာလို့ပါဟာကဲမေတော်ချောမထနေနာကိုလေနှကောင်းနှမျက်တွေလည်းမကတ်လာဘူးနော်အမလေးမိစကတန်ထပါပြီဟာအဲ့လိုပြောပြီးတော့ရေချိုးခန်းထဲဝင်သွားတဲ့ချစ်နှွေရတော့အမြဲတမ်းမိတ်ကပ်ပဲလူနေတဲ့သူမရဲ့မျက်နှာထက်မှာတနခါရေကျဲလေးကိုလူလိုက်တယ်နောက်ပြီးတော့အိမ်နေရင်ပေါ့ပါတဲ့ခေါင်းဝင်လေးကိုဝစ်ဆင်လိုက်တယ်ကြောလေလောက်ရှိတဲ့သူမရဲ့စပင်လေးကိုခပ်ပြင်းပြင်းကိုဆုစီလိုက်တာအားလုံးပြီးစီတော့မိဖို့ကန်ထဲကိုဝင်လာပြီးလေစိမ့်ချိုင်လေးကိုရှူပြီးတော့သူမရဲ့နှလုံးသားလေးကလူတစ်ယောက်ရှိအောင်ပို့ပေးဖို့အုံတို့ခေါက်ဆွဲလေးတွေကိုကြိုက်နေကိုအသေးချာထည့်ပေးလိုက်တယ်နောက်ပြီးတော့ချစ်ရေငါဟိုဘက်ချံအုံတို့ခေါက်ဆွဲသွားပေးလိုက်ဦးမယ်နော်နှွေရပြောပြီးတော့လေစိမ့်ချိုင်ကလေးကိုကင်ဆွဲရင်းနဲ့လျှံရှိရာအိမ်ဘက်ကိုထွက်လာခဲ့တယ်အနီနှွေရချန်ရှိကနေအော်ခွန်လိုက်တော့ထွက်လာတာကသူမရဲ့ဥပါဘုံလျံမေးကိုဆက်ပြလိုက်တာကဘာလဲဆိုတဲ့သဘော
သူမကလည်းပြုံးပြလိုက်ပြီးတော့အုံနုခေါက်ဆွဲချက်လို့လာဖို့ပေးတာဦးသူမရဲ့အဖြစ်စကားမဆုံးခင်ခြံတကားကိုဖွင့်ပေးနေတဲ့ဦးပါပုံစံကအခုမှအိယာစားထားတဲ့ပုံစံပခုံးမှလည်းမျက်နှာတို့တစ်ဖက်ကိုတင်ထားသေးတယ်ခြံတကားကိုဖွင့်ပြီးတော့သူမကိုဝင်လိုက်ပြီးသူ့တန်ကြိုက်ကိုလှမ်းပေးလိုက်တော့တယ်အိမ်ထဲခဏဝင်ရုံလေးပြီးတော့ဒီနေ့မုတ်တီတုံးလုပ်တယ်ကိုကပြန်ထည့်ပေးလိုက်မယ်နော်အတန်လေးကညင်သာစွာနဲ့လူရတော့ပြုံးနေမိရင်ဘာစကားမှပြန်မပြောဖြစ်တော့ဝါအိမ်ထဲကိုဝင်လိုက်ခြင်းမှာနှွေရဲ့အံ့ဩမှုကအတိုင်းအဆအောင်မရှိဘူးနေရာမှာကတ်ထားတဲ့ပကြေကားတွေကသူမကိုအံ့အားသင့်စေတယ်တကယ်ပါလက်ရမြောင်းလာတဲ့ပကြေကားတွေဧကန်တစ်ခုလုံးမှာပကြေတွေနဲ့သာပြည့်ရှံနေတာအဲ့ဒီကြားတွေကနေဦးရဲ့ဘွဲတက်ပုံလေးပါသူမလည်းပြုံးလိုက်မိတယ်ဦးကငငယ်ကတော်တော်ချုံးလာပဲနော်သူမရဲ့မျက်လုံးအစုံကဦးရဲ့ဘွဲတက်ပုံမှာသာရက်တက်နေတယ်အဲ့ချိန်ချက်ချဖို့ချိတ်ထားတာပါကွာဘာလို့တအားကြည့်နေရလဲဗျကြီးတန်လေးစွတ်ပြီးတော့မေလာတဲ့ဦးကြောင့်သူမဓာတ်ပုံလေးကနေအကြည့်လွှဲလိုက်တယ်ဦးကပကြီးဆွဲရတာအယံဝါသနာပါတဲ့ပုံပဲနော်ကိုရဲ့ဝါသနာပဲလေဒါနဲ့မင်းနာမည်ကနှွေရဲ့နာမည်ကနှွေပကြီးပါနှွေလို့ခေါ်လို့ရတယ်ဦးရောကိုနာမည်ကဘုံလျံဟုတ်ဒါနဲ့နှွေကိုအရင်ကမမြင်ဘူးပါဘူးအလေလာလားဟုတ်တယ်ဦးနှွေရမန္တလေးကပါအခုကနှွေရဲ့တငယ်ချင်းစီကိုအလေလာတာအော်သမီးလေးလားဒီမှာတီးချိုကမုတ်တီတော့ပြန်ထည့်ပေးလိုက်တယ်နော်ဟင်းဟုတ်ကဲ့ပါအန်ဒီနှွေကောင်းစားပါမယ်ရှင်ဟုတ်ပါပြီအားရင်လည်းအလေလာခဲ့နော်စားကျင်တာရှိနေကြီးချိုကိုပြောချက်ကျွေးမယ်ဟုတ်ကဲ့အနီကျေးဇူးတင်ပါတယ်ရှင်ဒါဆိုနှွေကိုခွင့်ပြုပါအောင်နော်အေးသမီးလေးဦးကလည်းသူမကိုပြုံးပြရင်းနဲ့ခေါင်းကြီးပြလိုက်တယ်အဲ့လိုနဲ့တရပီတရကုတ်ဆုံရင်သူမတို့ရဲ့ခင်မင်မှုကလည်းတစားတဲ့တစားကိုပို့တိုးလာတယ်နှွေပြောလေချစ်ဘာလဲနင်တို့ကလေဘာအခြေအနေလဲနော်ငါ့ကိုလည်းအသိပေးပါအောင်ရှူထားမယ်မကြံနဲ့နော်ဘာမှမဟုတ်သေးပါဘူးချစ်ရဲ့ရိုးရိုးသားသားပါဟာလူရပြုံးကပြန်ပြောလိုက်တော့နှွေနော်သူများအသက်ကိုတော့မခွဲနဲ့နေရဒီရပြန်ရင်လက်ထက်ရတော့မှာနော်တတိလေးလေးထောင်းအေးပါဟာစိတ်မပူပါနဲ့ဘာမှမဖြစ်ဘူးဟုတ်ပြီလားအေးမသွားမှာမလားသွားနှောက်ဘူးမလေးတကယ်တော့နှွေရလျံတို့အိမ်ကထွက်လာကနေချစ်နဲ့စကားပြောလိုက်မိတယ်ကြီးကျူဟာသူမလေးကြိုက်ကြာစံချက်ကိုချက်ကျွေးမယ်ဆိုတာကြောင့်သူမကသွားခြင်းမှာခြံတကားကိုဖွင့်ပြီးတော့သူမရဲ့အတန်ဆန်စာလေးနဲ့ကြီးကျူရေနှွေဝင်လာပြီနော်လာပါရှင်လာပါသူမလေးအိမ်ထဲဝင်လာတော့ဦးကတော့ထုံးစံတိုင်းသူဝါသနာပါတဲ့ပကြီးကိုသာဆွဲနေမိတယ်စူးစမ်းလာကြည့်လားဦးရဲ့ဘီလီယံနာကြီးဖြစ်တော့မယ်နော်လျှက်ရည်လိုက်ပြီးတော့ကိုဆွဲထားတဲ့ပကြီးတွေကိုအပြတ်ရောင်းပြီးတော့တမိုးဖြစ်လိမ့်မရှိဘူးကွာတော်တော်လေးများလာရင်ပကြီးပြကန်လို့ကိုစီစဉ်ထားတဲ့သူရဲ့စကားကိုကြားတော့သူမလေးကအံ့ဩဟန်နဲ့ဒါဆိုဦးမပကြီးတွေနောက်ထပ်ရှိသေးရလားရှိတာပေါ့နှွေရစိတ်ဝင်စားလို့လားလျှက်ကလည်းသူမလေးကိုကြည့်ပြီးတော့မေးလိုက်တယ်စိတ်ဝင်စားတာပေါ့နှွေရလည်းပကြီးကိုဝါသနာပါတယ်ဒါပေမဲ့နှွေရမိဘတွေကဘာကြောင့်လဲတော့မသိဘူးပကြီးကိုမုန်းတယ်လို့ပဲမို့နှွေရမရွေးချယ်ခဲ့တာအော်လျှက်ကလည်းသူမလေးရဲ့စကားကိုကြားကမှအတိတ်ကပတ်သက်ခဲ့တဲ့သူကိုယ်မှသတိရသွားမိတယ်အဲ့ချိန်သမီးလေးရေဗိုက်စာနေပြီလားအားလုံးအဆင်သင့်ဖြစ်ပြီနော်လာခဲ့တော့တောင်းရံရောပဲကြီးကျူရဲ့ခေါ်တန်းကြောင့်သူမကတော့မိဖို့ခန်းထဲကိုအပြေးလွှားဝင်သွားတယ်ဟာမွေးညာပဲအဝစားမနော်ကြီးကျူဟုတ်ကဲ့ပါရှင်စားပါလျှက်ကလည်းသူမနဲ့တူစပွဲမှာလာထိုင်နေဝါအောင်စားတော်တွင်အာမနာပါဦးရှင်စိတ်ချပါဦးရဲ့အဝပြေးကိုစားပါသူမလေးရဲ့စကားတန်ကိုကြားတော့လျှကပြုံးလိုက်မိတယ်သူမတို့ကိုကြည့်ပြီးတော့ပြုံးနေမိတာကလည်းကြီးချိုပါအကြီးပြုံးမရှိတဲ့လျှရဲ့ဘွားကတော့အခုမှအနှင်းငယ်ဆူပြေလာသလိုသူ့ရဲ့ဘွားလေးကအခုလိုအသက်ဝင်လာဖို့ကြီးချိုမျိုးလေးဆောင်စားနေရတာအတော့ကိုကြားခဲ့ပြီးအခုတော့သူမရဲ့ဆူတောင်းနေပြည့်ပြီးထမရဲ့ကြီးချိုတခါလေးဝင်စားလေဗျာရတယ်ကြီးချိုကလေအနှဲနဲ့ဝနေလို့ကွယ်ခဏနေမှာပဲစားတော့မယ်နော်သမီးသားတို့သာဝအောင်စားဟုတ်ပြီလားပြန်ဖြေပြီးတော့ခေါင်းမဖော်ရန်စားနေတဲ့နှွေတကယ်ကိုဟန်ဆောင်မှုကင်းတဲ့ကလေးလေးရှန်ကတော့နှွေရဲ့အပြုမှုတွေကိုကြည့်ပြီးတော့အသေးရားနေမိတာကတော့အမှန်အချိန်တွေတစားနဲ့တစားသူတို့နှစ်ယောက်ကြားတန်ရောစင်ကနေခိုင်မြဲလာခဲ့တယ်တနေ့မတွေ့ရရင်မနေတော်တော်ရဲ့အထီကိုတယောက်နဲ့တယောက်ကတွေ့တာမိနေရမျိုးပါမမရရနှွေနေ့လေးတနေ့ပေါ့ဦးအိမ်ထဲဝင်ချင်းခေါ်လိုက်တဲ့နှွေပြနွနွညံ့ထူးလာတဲ့လျှက်မှာကြီးချိုအပင်တွေရေလောင်းနေရထင်တယ်နှွေရပါဖို့စားမလို့လေဘာမှမပူစားပါဘူးဦးရဲ့နှွေရတရသေးစားမလို့ဒါနဲ့ဦးနှွေကိုလျံကစကားပြောနေရင်ခေါ်လိုက်တော့ပကြီးဆွဲနေအောင်ရက်တက်ပြီးတော့ပြောလေနှွေကိုလေဦးဆွဲထားတဲ့ပကြီးကားချက်တွေပြပါလားနှွေလေးကြည့်ချင်လို့ရလာရင်ရတာပေါ့ကွာနှွေကြည့်ချင်ကိုကပြမှာပေါ့ခဏလေးနော်ကိုတော့ယူလာရုံပဲဟုတ်မကြပါဘူးနှစ်ယောက်အတူပကြီးတွေထားရအခန်းကိုရောက်လာတယ်လျံကတော့ဖွင့်လိုက်တော့
အခန်းထဲကိုကောင်းလေးယူစီလိုက်တဲ့နှွေဝါအခန်းကြီးကလည်းကျဲတယ်လို့နေရအပြစ်မှလည်းပကြီးကားချက်တွေအယောင်သွေးစုံတွေနဲ့ပန်ကင်အလှတရားတွေကတဘာဝဆန်စွာစုတ်ချက်တိုင်းရစိတ်ပါလက်ပါဆွဲထားမယ်လေသိတာတွေလက်ရမြောက်လာတဲ့ဒီလက်ရတွေကိုလူရသဘောကျမိရအမှန်ပါလူရတဘောကြီးကိုစိတ်ဝေဒစားလိုက်ကြည့်မိရင်ဦးဒီပကြီးကားတွေကိုတကယ်မရောင်းလာရင်သူမကလျှက်ကိုလှည့်ကြည့်ပြီးမြင်လိုက်တယ်လူရဘလို့ထင်လို့လဲကိုယ့်ရဲ့ပကြီးတွေကိုလေလူတော်တော်များများသဘောကျပြီးတော့ငွေအမြောင်များလေးပေးတယ်ဒါပေမဲ့ကိုကမရောပြစ်နိုင်ဘူးလေအဲ့ဒါကြောင့်မှလျှက်ရဲ့စကားကိုကြားတော့လူရအကောင်လေးတစ်ဆက်ဆက်ညှိရင်းနဲ့ပကြီးကားတွေကိုသာစိတ်ပါလက်ပါထည့်ကြည့်တယ်သူမရှောင်းကြည့်လာရင်တနေရာအရောက်ပိတ်ဖြူနဲ့အုပ်ထားတဲ့ပကြီးကားတစ်ချက်ကိုတွေ့ရကြောင်းလူရပိတ်ဆောက်ဖယ်လိုက်တော့ဟေးမလန်နဲ့နော်ဟန်တားရဲ့ဟန်နဲ့တူသူမအနာကိုရောက်လာတဲ့ဥပါသူမကိုဆွဲဖယ်လိုက်တာကအားပါတာမို့ကျမ်းမြင့်ထမ်းမှာခွခွလေးလဲကျသွားတဲ့နှွေဦးကတော့သူမလေးကိုလှည့်မကြည့်ဖြစ်ဘူးသူမဆွဲလိုက်လို့တစုံတစပေါ်သွားတဲ့ပကြီးကားချက်ကိုအုပ်နေရင်းနဲ့မင်းထွက်သွားတော့နှွေသွားကွာထွက်သွားမင်းထွက်သွားဒေါ်လာကြီးအော်ပြောလာတဲ့ဦးရဲ့စကားတန်ကြောင့်သူမရဲ့မျက်ဝန်းအိမ်ကနေမြေတွေကအတိုင်းစားမရှိဘူးပေါင်းမြစ်ထမ်းမှာစီးကြလာတဲ့ကျမ်းမြေပေါ်ကနေထပြီးတော့ပကြီးခန်းထဲကနေပြေးထွက်လာတဲ့နှွေသမီးလေးဘာဖြစ်လာလဲကြီးချူအားမီတော့သူမလေးကပြန်မပြေနိုင်မဲအဲ့ဒီအိမ်ထဲကနေထွက်ပြေးလာမိတယ်ကြီးချူကတော့အချိန်မျိုးနားမလဲစွာနဲ့ခဏကြာတော့ကြီးချူနှွေရောတောပြီလေတောင်းတော့ဘာဖြစ်ကြရလဲသမီးလေးကလည်းငိုသွားတယ်ဘာတွေဖြစ်ကြရလဲကွယ်ကျွန်တော်နှွေကိုអော်လိုက်မိတယ်ပြီးတော့တွန်းလဲတွန်းပစ်လိုက်မိတယ်ဟုတ်တော့ဘလို့ကြောင့်သမီးလေးကိုဒီလိုလုပ်ရရလဲတာရဲ့တော်တော်ဝမ်းနေသွားတဲ့ပုံပဲနော်ဘာကိစ္စကြောင့်လဲကြီးချူအားမေးလိုက်တော့နှွေရဟိုပကြီးကောင်းကိုသွားလှန်နေလေအဲ့ဒါကြောင့်လျံရင်စကားမဆုံးသေးခင်အခုလိုတွေဖြစ်ကြရင်ဆိုတော့တားကိုကြီးချူပြောပါတယ်အဲ့ဒီပကြီးကားကြီးကိုစွန့်ပစ်လိုက်ပါတော့လို့မင်းတို့နနာကျချင်းစွန့်ပစ်သွားရဲ့လို့တားကိုမင်းကအခုထိဆွဲလန်းနေတော့မေလားလျံမခံစားရဘူးလို့ကြီးမရမပြောလို့နှစ်နှင်းငယ်ဆိုလုံလောက်ပါပြီတားရဲ့တပွားစာအတွက်ကြီးတော့အဲ့ဒီအမျိုးသမီးအတွက်မစတီးပါနေတော့လားယင်ကြီးချူရဲ့စကားကိုကြားတော့ငိုင်ချသွားတဲ့လျံပါသူကသူ့ကိုယ်သူစမ်းစီရတော့မယ်နှွေဘာဖြစ်တာလဲငိုကြွေးပြီးတော့ပြန်လာတာမို့ချစ်ချစ်မှာအလံတကြားဖြစ်ရတယ်။ရောက်ချင်းအိတ်ခမ်းထဲမှာထိုင်ငိုနေရကြောင်းမိချစ်မှာသူ့မလေးဘေးမှာထိုင်ရင်းနဲ့မျက်ရည်တွေကိုတုပ်ပေးပြီးနှွေရဲ့ငါ့ကိုရင်ပူအောင်မလုပ်ပါနဲ့ဟာ။ဘာဖြစ်လာလဲပြောပြပါဟာဘာလဲ။အဲ့အရာလူတွေကနှွေကိုအနိုင်ကျင့်တာလားမကောင်းကြံလိုက်တာလားပြောနှွေသူမကဒီလိုပြောတော့ဘာမှပြင်မပြောဘဲခေါင်းတော်တွေ့ရမ်းပြတယ်။မိချစ်လည်းဘာလို့လုံးရမှန်းမသိဘူး။နှွေရလည်းဝမ်ပန်တနေငိုနေရကြောင်းသူမမှချင်းမကိုင်းမိလက်မကိုင်းမိပါနှွေပါပြင်းထက်ကမျက်ရည်လေးတွေကိုတုပ်ပေးနေမိရင်သာသူမလေးဝါအောင်ကိုပြီးကမှချစ်ချစ်ကိုမောက်ကြည့်ပြီးဦးဟာငါ့ကိုအော်ရဟာပြီးတော့တွန်းလိုက်ပြစ်တယ်ပြစ်ခါကြီးနှွေကိုလေလုံးရလိုက်တာငိုနေရင်းနဲ့ပြောလာတဲ့နှွေပါသူမလေးရဲ့စကားကိုကြားတော့ချစ်ချစ်ကလည်းတက်ပြင်းချလိုက်ပြီးနှွေရဲ့ဘာလို့အခုလောက်ထိဝဲနေရလဲနှွေရဒီလိုမဟုတ်ပါဘူးနှွေသူ့ပေါ်ရိုးရလာရင်ချစ်ချစ်ရဲ့အပြောကြောင့်နှွေရမျက်ရည်လေးတွေကိုသူမရဲ့လက်ချောင်းလေးနဲ့ညှစ်သားစွာတုပ်လိုက်တယ်။နောက်ပြီးတော့ချစ်ချစ်ကိုကြည့်လိုက်ပြီးဒီနေရာနာတယ်။နာကျင်နေတိလာချစ်ချစ်သူမရဲ့ဝဲဘက်ရဲ့အုံလေးကိုလက်နဲ့ဖိရင်ဆက်ပြောပြန်တာကပြောရရင်လေနှွေသူ့ကိုချစ်မိနေပြီထင်တယ်။ရှင်ထဲမှာနက်နက်ရှိုင်းရှိုင်းဆိုတာတက်ကိုပုံမယ်လေးထင်တာပဲ။ဘာရဲ့ဆိုတာမသိခဲ့ရသူ့ကိုမြင်ပြီးတော့ရင်ခုန်မိခဲ့တာနှွေဘလို့ဆက်လို့ရမလဲ။ဘာမှလည်းကြီးကြီးမမမလုပ်ရဘဲနဲ့သူကဘာလို့နှွေအခုလိုပြခါကြီးလုံးရရလဲတငယ်ချင်းဖြစ်သူရဲ့စကားကိုကြားတော့လေချစ်ချစ်ကအစိမ်မကားဖြစ်မိတာအမှန်တကယ်ပါဒါပေမဲ့နှွေရဲ့အခြေအနေနဲ့ကဘလို့မှနှိစက်ဖို့ဖြစ်နိုင်မယ်မထင်ဘူးနှွေနင့်ကိုနေတေချာဆက်စစ်ပြီးပြီလားနေကလွတ်လပ်တဲ့သူမဟုတ်ဘူးနော်နှွေဒီအပြန်ရင်လက်ထက်ရတော့မအောင်ဘာကြောင့်များလဲချစ်ချစ်ရဲ့စကားမဆုံးမအောင်ချစ်ချစ်ဒီလိုအရာကြီးရလေငါကိုယ်လည်းလွတ်ရတာမဟုတ်ပါဘူးရှင်ဘက်ကြီးကပေါ်ထွက်လာတဲ့အရာတွေငါလည်းပဲဖြစ်ချင်ပါမလဲဘယ်ခံစားချင်ပါမလဲဟဲ့ဒါပေမဲ့လူရစစ်မပြောဘဲမျက်ရည်လေးတွေကိုသာအထက်ထက်ကိုတုံနေမိတယ်ခံစားချက်ကိုပုံမပြောပြတတ်ပေမဲ့မပိုင်ဆိုင်ရခင်ကလေးကဆုံးရှုံးရတဲ့လူမျိုးပါမျောလင်းစနေပဲအသက်ဆက်ရှင်ခြင်းနဲ့မျက်နှာသာမပေးတဲ့ကံကြမ္မာကြီးကိုလည်းကြောက်မိတယ်အရာရာကပုံဖော်တိုင်းရတဲ့ပကြီးကတစ်ချက်လိုမျိုးလွယ်ကူမနေရမို့လေဘဝဆိုတာကလည်းအတိတ်ပဲရှိရတယ်လို့မျိုးအချစ်ဆိုတာဘာမှမသိပဲနဲ့မိဘတွေသဘောတူတဲ့သူနဲ့လက်ထပ်ရမယ်နေပါအခုမှအချစ်ကိုတွေ့ရလေသူမဘာမှမတက်နိုင်ပြန်အောင်နှွေရှေ့ဆက်မတွေ့ရင်ကောင်းမဲ့ထင်နေနော်နောက်ကြမှလေအပြက်ပြက်နဲ့နှာခေါင်းသွေးထွက်ရမယ်အဖြစ်မျိုးငါမခံစားစီချင်ဘူး
တကယ်လို့နင်လွန်ဆန်နိုင်နေဆိုရင်တော့တမျိုးပေါ့ဒါပေမဲ့မမတေတို့အဖြစ်ကိုလည်းနင်မမေ့ရအောင်တော့နင်ချစ်ချစ်ရဲ့စကားအသားကိုကြားကမှဟုတ်တာပဲဒီလောကကြီးမှာဒီလောက်တိုက်ဆိုင်တာရှိလားသူမရဲ့အမားဖြစ်သူကိစ္စတော့သူမငယ်သေးလို့ဘာမှသိနားမလဲပေမဲ့တေချာသိလိုက်တာတခုကသူမအမားကိုပကြီးဆွဲဟဲ့သူတယောက်နဲ့သဘောမတူဘူးတဲ့ကန်တရားကြီးရလေမျက်လက်ပြနေသလားပဲပိုးပလံမျိုးမီးကိုတိုးစွတ်တယ်လို့သူမရှိဆက်တိုးပြီးပဲချီရတဲ့သူကိုပိုင်ဆိုင်နေမှုစူးစမ်းရမှာလားသူမစိတ်ထဲအတွေးတွေနဲ့နှစ်ရက်ကြာပြီးတော့အေးရှိကိုခောက်တော့ခောက်ပြန်လမ်းလျှောက်နေတဲ့လျှံသူကိုယ်တိုင်ထွက်သွားဖို့အော်လွတ်ပြီးတော့အခုပဲသူကိုယ်တိုင်မျောနေရပြန်နေသူမလေးဘက်တော့မသိပေမဲ့သူဘက်ကတော့အလွန်တရာမျောနေမိတာအမှန်ပါမကြည့်လဲမစွဲနိုင်တယ်လို့အချိန်တိုင်းသူမလေးရပဲစိုးမိုးနေတာနေပူမြင့်လေအယူရည်လေဆိုတယ်လို့မနေနိုင်မထိုင်နိုင်ကိုတကြကြဖြစ်နေတဲ့လျှံကြီးချိုလေရင်ခေါ်တန်းကြောင့်စိုးတပတ်ကကိုင်ရင်ထွက်လာတဲ့တော့ချိုပါတာဖြစ်သူရဲ့အတန်းကြောင့်ဟင်းအုံးမွေရင်းနဲ့ထွက်လာတာဖြစ်ရမယ်။ဘာလဲနေရင်မင်းမလည်းမူမမှန်ဘူးနော်။ကျွန်တော်အမြင်ကတ်လာပြီ။ကြီးကျွာလဲကျွန်တော်အခုလိုမပြောပါနဲ့။ကျွန်တော်ကတကယ်ကိုခံစားနေရတာ။မင်းတို့တော့ခေါ်ပေးပါလားယင်။နော်ကြီးကျွတောင်းမှန်ပါလေဗျာ။ဟေးကြီးကျွအံ့ဩတောင်းမိတာအမှန်တောင်းမှန်စကားတွေပါအစုံရဲ့လျံကမင်းကလေးတွေဆိုခါးတီးနေတဲ့လျံမဟုတ်တော့ဘူးပဲ။ဒီကလေးမလေးလျံလေးနဲ့သဘောတူရင်ဒီလိုဖြစ်လာရတာကိုကြီးကျွပျော်ရွှင်နေရင်တကယ်ပါကြီးကျွရဲ့တော့ခေါ်ပေးပါနော်။ကလေးတို့ချွေးနေတဲ့လျှံကြောင့်ကြီးကျွကလည်းလာရောရတော့မယ်အေးပါကွယ်ကြီးကျွထမင်းဟင်းတွေချက်ပြုတ်ပြီးစင်တော့ခေါ်ပေးမယ်ဟုတ်ပြီလားကြီးကျွကျွန်တော်မစောင့်နိုင်တော့ဘူးဗျာအခုတော့ခေါ်ပေးပါလားကျွန်တော်ဟင်းကိုကြည့်ထားလိုက်မယ်အမလေးတော့မိဖို့ကြောင့်မဝင်ဘူးရဲ့လျှံကအခုတော့ဟင်းကိုကြည့်ပေးမယ်ဆိုပါလားအချစ်ရဲ့ဆွမ်းအားတွေကတကယ်ကိုအံ့ဩစရာပါထပ်ပြောလေရမှာမဟုတ်တာမို့ဒီဆိုတီကိုကောင်လေးကိုကြီးကျွကအရှုံးပေးရတယ်အဲ့ဒါဆိုလေရောက်ခဏဆောင်နေရင်လက်ထဲကိုစုံကြည့်ပေးပြီးတော့ချန်ပီယံတွက်ခဲ့တဲ့ကြီးကျိုသူမလေးကိုချန်ရှိရောက်တော့သမီးຫນွေရင်ကြီးကျိုခေါ်လိုက်တော့မြန်မာဝက်ဆက်လေးနဲ့ထွက်လာတဲ့ကောင်မလေးจิตတင်ရှိပြီးတော့လှပနေရမြငိမ့်မောဝေပါကြီးကျိုဘယ်လိုရောက်လာလဲຫນွေကအအောင်ဟန်လေးနဲ့ဆိုလိုက်တော့တောင်းရံနေမကောင်းဖြစ်နေလို့ပါအဲ့ဒါသမီးတွေလေးတွေ့ကျင်နေပဲပြောနေလို့ကြီးကျိုကလာခေါ်ပေးတာပါနော်ကြီးကျိုကအဲ့လိုပြောလိုက်တော့သူမလေးရဲ့အမူအရာကတိတ်ကိုစိတ်ပူသွားတဲ့ဟန်မှာဒါပေမဲ့နေရပြန်ထိန်လိုက်ပြီးကြီးကျွာလေးနေဦးကမောင်းထုတ်ထားတာလေနေမလာရေးပါဘူးနေဦးကိုကြောက်တယ်အဲ့ဒါသူစိတ်တူသွားလို့ပါကွယ်သမီးထွက်သွားပြီးတော့ချက်ချင်းပဲသူအနောက်ကနေသမီးလေးကိုချော့ဖို့ထွက်လာတာပါနော်ခဏလေးပဲဖြစ်ဖြစ်လိုက်ကြည့်ပါလားသမီးရဲ့နေရလေငကိုကလေးကလိုက်ချင်နေပါရင်နဲ့ဆန္ဒကိုတိတ်ခါနဲ့ထိန်းနေမိတယ်အခုတော့သူမလည်းမထိန်းနိုင်ပြီးတော့ဟုတ်ပါပြီကြီးချိုရင်အဲ့ဒါဆိုလေခဏလေးစောင့်တော့ကြီးချိုနေအဝတ်စားလေးလာရုံနဲ့အိုကွယ်လဲမနေပါနဲ့အခုလိုလေးရလေရီရီလေးနဲ့အရင်ကိုချစ်ဖို့ကောင်းနေအောင်လာပါတားမျောလာပြီတမီးရဲ့ကြီးကျွာပြောလဲပြောသူမလေးရဲ့လက်ကိုဆွဲပြီးတော့ခေါ်ခဲ့တယ်ကြီးကျွအိမ်ထဲရောက်တော့မိမှုခံနေရအပြေးထွက်လာတဲ့လျှံသူ့ကိုမြင်နေနေရဒီမကောင်းဆိုလျှံကိုအဲ့လိုမင်းလိုက်ပြီးတော့သူမလေးအကြည့်တွေကကြီးကျွထမ်းကြီးကျွမင်းကိုညာရင်ဥပမာမှလည်းမဖြစ်ဖ ೇನೆ နော်လက်ခံလေးထော်ပြီးပြောလိုက်တော့လျှံကသူမလေးရဲ့လက်ကိုဆွဲပြီးတော့ပကြီးကန်ရှိရာစီကိုဥတီသွားတယ်နောက်ကနေမငင်းဆန်မိပဲနဲ့ပေါသွားတာကနေပါပကြီးခံလေးကိုရောက်တော့သူမလေးကိုကွန်ပူလေးတစ်လုံးပေါ်ထိုင်စေတယ်နောက်ပြီးတော့သူမရှိမှာပဲပကြီးကတစ်ချက်ကိုစုပ်ပြဲနေလိုက်တာနေရဒီတိုင်းကြည့်နေမိစေပါနောက်ပြီးတော့လျှံကသူမရှိမှာဒုတော့ကိုထိုင်ချလိုက်တယ်အဲ့ဒီခါမှာဥဘာလို့တာလဲနေကိုငရဲကြည့်အောင်လုပ်နေရလားထားပါဦးရေသူမလေးကလည်းဦးရှိမှာဒုထောက်ရင်သာကိုတောင်းမှန်ပါလေခလေးကိုအိမ်ကြီးကမင်းကိုနာကျင်အောင်လုပ်လိုက်မိရင်ပြီးတော့အုပ်ပြီးတော့မောင်းထုတ်ခဲ့မိတာအတွက်ကိုတောင်းပန်ပါတယ်ကိုကိုခွင့်လွှတ်ပေးပါကွာလျှံဒီလိုပြောလိုက်တော့သူမလေးရဲ့မျက်ဝန်းထက်မှာနေရီလေးတွေကခိုးသေးလာတယ်ဦးမင်းကိုလေအဲ့လိုပြောလိုက်တဲ့အချိန်ကຫນွေလေးအရင်မှကျင်ရတာပဲသိလားဒါပေမဲ့ຫນွေဦးကိုစိတ်မဆိုးပါဘူးຫນွေလေးတောင်းပန်ပါတယ်ဦးရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ຫນွေအဲ့ဒီမကြီးကောင်းကန်နေတဲ့အတွက်ပါပြောရင်းနဲ့ပါပီလေးထက်ကစီကြလာတဲ့နေရီလေးတွေလျှံကလည်းညင်သာစွာပုတ်ပေးလိုက်ရင်းနဲ့မဟုတ်ပါဘူးခလေးဟာကိုကပဲတောင်းပန်ပါရင်အဲ့တော့ကိုစိတ်ဆိုးတာမင်းကိုမဟုတ်ပါဘူးကိုနာကျင်မုန်းတီးတဲ့သူရဲ့မျက်နှာမမြင်ချင်လို့ကိုကြောင့်ခလေးနာကျင်သွားရလို့ကိုကတကယ်ကိုတောင်းပန်နေတောင်းပန်စကားကိုသာအထက်ထက်ဆိုနေမိရဲ့လျှံသူတို့နှစ်ယောက်ကြားပတ်သက်မှုဘလို့တော့အတိတ်ပဲဖွင့်ရမှာလဲပါမန်လည်းမဟုတ်တယ်လို့ချစ်သူတွေလည်းမဟုတ်ပြန်ဘူးလျှံကသူမလေးရဲ့လက်ကိုစုပ်ကန်လိုက်ပြီးကိုမျိုးသိမထားနိုင်တော့ခလေးရဲ့ကိုမင်းလေးကိုအရန်လွှမ်းနေပြီးတော့ကိုမင်းကိုချစ်တယ်နေလျှံကအရေးဆုံးကပြောပြလိုက်တော့သူမလေးရဲ့မျက်လုံးလေးကပြူးချလာပြီးသူ့ကိုကြည့်နေမိတာကမယုံနိုင်တဲ့ဟန်နဲ့ပါ
အိုးသူမပါဆက်ဖျားဦးဆိုတဲ့တလုံးနဲ့သာထပ်ပေါ်လာတယ်ကိုတကယ်ပြောတာပါကလေးကိုမင်းလေးကိုချစ်တယ်ကိုကိုချစ်ချင်းအဖြစ်မပေးနဲ့ရတယ်ဒါပေမဲ့ကိုကိုစဉ်းစားပြီးပါကွာနော်ကလေးအိမ်လာပါလေဆိုရင်လူပြိုကြီးကအခုတော့သူမကိုချစ်ရေးဆိုလာပြီးနှွေးစိတ်ထဲမှာဝမ်းသာခြင်းရောဝမ်းနည်းခြင်းရောတပြိုင်နက်တည်းဝင်ရောက်လာတယ်အကြောင်းကသူမမကြခင်လက်ထက်ရတော့မဲ့သူတူအဲ့ဒါဆိုရင်ဦးကရောဦးဆိုတာသူမနှလုံးသားတိတ်ချရတဲ့သူတူပါသူမဘယ်လိုရှေ့ဆက်ရမှာလဲသူမအတွေးရည်နဲ့သာတိတ်ဆိတ်နေတော့ကလေးဒီတိုင်းလေးပဲထိုင်နေနော်ကိုမင်းပုံလေးကိုပကြီးကားချက်အဖြစ်ကိုဖန်တီးမယ်လျံကပြောပြီးတော့သူ့ရဲ့ပကြီးဆွဲခြင်းလုပ်ငန်းစတင်လိုက်တယ်သူမလေးကတော့ခွန်ပူလေးပေါမြန်မာဝမ်းဆန်လေးနဲ့ထိုင်နေဟန်လေးရတကယ်ကိုကြက်တည်ရှိစွာသူမရဲ့မူဟန်လေးရတကယ်ကိုအသေးရပွဲလူရရဲ့စိတ်ထဲမှာအတွေ့အပေါင်းများစွာနဲ့ပေါ့လျံကတော့ပြောရှင်စွာဒီဖြစ်ပျက်လေးကိုကြည့်ပြီးပြောရှိနေရကကြီးကျပါအခုလိုလေးအမြင်မြင်ရိုင်းသူလည်းစိတ်ဖြောက်ပြီးမဟုတ်ရင်တာဖြစ်သူရဲ့တပွားလုံးကပျော်ရွှင်မှုမရှိဘဲနဲ့ပကြီးဆွဲရနေပဲအချိန်နဲ့ကုန်းဆုံးသွားမှမလို့လားအတော့အဲ့လိုနဲ့အချိန်လေးတွေတရရိပ်ကုန်းဆုံးသွားရင်းနဲ့အခုတော့ချစ်သူတွေဘွားကိုရောက်ရှိသွားပြီဖြစ်တဲ့လူရိုးနှစ်ဦးပါ။အိုးဗျာမိပုံလေးကပြီးတော့မှလာရင်အသေးစိတ်မှုကြားလို့ကြောင်မှခလေးဘာလဲခလေးကလိုချင်နေပြီလားမဟုတ်ပါဘူးဦးရဲ့ဦးကညားရည်ထီဆွဲနေရလို့ကြီးကြွားပြောလို့ကျမ်းမာရေးကိုခူးဆိုင်ရမယ်နော်။လူရောက်ဘလောက်ကြာစောင့်နိုင်ပါလေနော်။ဟုတ်ပါပြီဗျာခုခလေးလေးသဘောပါနှစ်ဦးသာတယောက်ကိုတယောက်ပြုံးကကြည့်နေနေရင်အဲ့ဒီအပြုံးနေရဲမှာလူရဲ့ဝဲနေခြင်းနေရလဲပါဝင်နေရကအမှန်တကယ်ပါသူမလက်ထရမယ့်နေရအရန်ကိုမိခဲ့နေပြီကိုမန်းလေးမစဲခဲ့လေပြီးအောင်ဆွဲပေးပါပါဗျဟေးဦးကဘယ်သွားမလို့လဲလူလေးဘာမှမသိရပါလားဦးနော်သူမမျက်စောင်းလေးရွေပြီးပြောလိုက်တော့မဟုတ်ပါဘူးခလေးရဲ့မသိစေချင်ကိုကအဆောက်ဖော်ပြီးတော့ပြောပါမလားကိုတငယ်ချင်းရဲ့ညီလေးမင်္ဂလာဆောင်ပါဗျာအဲ့ဒါသူတို့သားနဲ့သူတို့သမီးပုံပကြီးဆွဲပေးရမယ်တဲ့အဲ့ဒါကြောင့်မှအော်သူမအော်တလုံးသာပြောလိုက်နေတယ်ခလေးပြောရဦးကိုပကြီးဆွဲပြီးအဲ့ဒီပကြီးကားချက်ကိုခလေးရရှုမှာလားဘာလို့လဲဦးရဲ့နေရမယူရဘူးလားမဟုတ်ပါဘူးဗျာနေရပကြီးကားချက်ကိုယူသွားရင်ကိုကခလေးကိုလဲနေခါအလန်းဖြစ်စရာမရှိပဲဖြစ်နေမှာပေါ့ဦးကလည်းနော်နေရဦးနှမ်းမှာပဲရှိနေမယ်ဟာဒီစကားလေးကိုတော့နေရမျက်ရည်အဝဲသားနဲ့ပြောလိုက်နေရင်ဒါတော့ဒါပေါ့ခလေးရဲ့ဒါပေမဲ့ကိုကအမတ်တရသိမ်းထားချင်တာလေမရအောင်လားကိုခလေးလေးဦးတပေါ်ဟုတ်ပြီလားဟုတ်ကဲ့ပါဗျာနှစ်ယောက်သားစကားပြောကောင်းနေတော့မှကဲဒီနေ့ကဘာလို့ပြောနေကြရလဲနေ့လည်ကလက်ဖက်တို့တွေနဲ့ယူနေချန်လေးနဲ့တောက်လက်ဖက်ပွဲလေးကိုလာချပေးနေပြောရကြီးချိုပါကြီးချိုလူရောက်ခေါ်လိုက်တော့ပြောနေသမီးလေးတွေတရသည်တို့စားချင်လို့အမလေးဖြစ်စေရမယ်ခဏလေးပဲဆောင်ဟုတ်ပြီလားဟုတ်ကဲ့ကြီးချိုသူမသိကြိုက်တဲ့တရသည်တို့ပါဒီလိုလိုလေးသေးမရှိထားတဲ့ဒီမိသားစုလေးကိုသူမဟာတိတ်ကုန်မြင်လို့နေအဝေစားတွေတေချာထုတ်ပေါ်နေတဲ့လူရဲ့အနာရောက်လာတဲ့ချစ်ချစ်ပြောနေချစ်ချစ်နေကိုဖုံးရအောင်ဘယ်လိုလုပ်မလဲလုံးဝစောက်ကိုအောင်ရှက်ပြီးတော့မှိုင်တွေသားတွေနေပါဘယ်လိုတက်နိုင်မှာလဲချစ်ချစ်ရဲ့ငါဦးကိုလည်းအမှန်တိုင်းမပြောရဘူးဦးအရန်ကိုခံစားသွားရမှာအဲ့ဒါဆိုနေငါရောသူပဲခံစားရမှာလားဒီရဲ့ခံစားမှုကရောအရင်မပါဘူးလားငါလေးခံစားရတာပေါ့ငါချစ်ရတဲ့သူနဲ့တပွားလုံးစာဝင်ရမှာလေဟာငါရဲ့ရပတ်ထဲမှာလေမချိမဆက်ခံစားရတာအမှန်ဒါပေမဲ့ငါဦးကိုပို့ပြီးတော့စိတ်ပူရဟာသိလားငါဦးကိုသိချစ်တယ်ဒါဆိုလူရဲ့မိဘတွေကိုပြောကြည့်ပါဦးလားအနည်းဆုံးတော့နေချရတဲ့သူနဲ့အတူတူနေရတာပေါ့မရဘူးချစ်ချစ်ငါမိဘတွေအကြောင်းလေးနေရသိရနေဟာမမအောင်မလွန်ဆန်နိုင်တဲ့ဟာငါဘာတက်နိုင်မှာလဲချစ်ချစ်လည်းတကယ်ချင်းဖြစ်သူကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်မိတယ်သူမတို့နှစ်ယောက်ကဘလို့အောင်ဆောက်ခွေးပြရမှာလဲလူလဲပေါင်းပြထက်မှမိရီဝင်နေတာသူမမှတကယ်ကိုအားရမရှိဘူးဦးနဲ့ဝေးရတဲ့ရက်တွေကသူမအတွက်အသက်မဲတဲ့နေ့ရက်တွေလိုဖြစ်နေမှသိကြတယ်ကိုပိုင်ဆုံးဖြတ်ခွင့်မရှိတဲ့သူမဘွားပဲသူမစိတ်ပြက်မိတာပေါင်းပြထက်ကိုစီကြလာတဲ့သူမမျက်ရည်တွေကိုလည်းမတုံးမိသလိုစိတ်ကိုလည်းလွတ်လပ်ခွင့်ပေးပြီးတော့အားရပါရငိုပဲဆင်မိတယ်ပခုံးလေးကိုဖက်ပြီးတော့အားပေးနေရကချစ်ချစ်ပါပချီဆွေးရနေရကိုရောက်လာတဲ့သူမရဲ့နှလုံးသားလေးနှလုံးလေးတွေကမွအိတ်နေရများဘာဖြစ်လေးတွေလည်းအနှဲငယ်ရောင်နေသလိုခလေးဘာဖြစ်လာလဲဘသူကဘာပြောလို့လဲဟင်ကို့ကိုပြောပါအောင်စိတ်ပူစွာနဲ့ညံကစကားဆိုရင်သူမလေးရဲ့မျက်နှာလေးကိုလည်းအตาရဆွဲမောမိတယ်အဲဒီခါသူမလေးကသူ့ရဲ့ခါကိုဖက်ပြီးတော့မျက်နှာလေးကိုရှင်ခွင်မှာအဲ့ရင်နဲ့တိတ်တိတ်ရှိုက်ဝင်နေတော့တယ်ဘုန်းကြီးကဘာရင်မသိပေမဲ့သူမလေးကိုရှင်ခွင်ထဲမှာတင်းကျပ်စွာဖတ်ထားရဲ့ကြောပြင်းလေးကိုလည်းအตาရပုတ်ပေးနေမိတယ်သူမလေးကတော့ရှင်ခွင်ထဲမှာတိတ်တိတ်တော်အောင်ရှိုက်ဝင်နေမိတယ်အတော်လေးကြာမှရှင်ခွင်ထဲကထွက်လာတဲ့သူမလေးကုခလေးလေးဘာဖြစ်တာလဲ
ကို့လည်းမလုပ်ပါနဲ့ကွာပြောပါအောင်ကို့ရင်နေပူနေပြီခလေးရနေရပေါင်းပြထက်ကမျက်ရည်လေးတွေကိုကိုစင်အောင်တုတ်လိုက်ပြီးတော့မဟုတ်ပါဘူးဦးကိုလွမ်းနေရတော့မှတွေးမိလို့ပါနေရမန္တလေးကိုပြင်ရတော့မယ်မမေနေမကောင်းလို့အာချင်းပြင်ရမှာမို့အဲ့ဒါကြောင့်မှလေရဲ့မျက်နှာလေးလည်းညှို့သွားတယ်ဒါပေမဲ့မျက်နှာကိုပြန်ထည့်ရင်းနဲ့ဟုတ်လားလန်ခီမှာတေချာခီးဆက်ရမယ်နော်ကိုလည်းမန္တလေးကိုလာရင်ခလေးကိုလာတွေ့မယ်နော်မကြခင်လာရမှာပါဘာမှဝယ်မနေရဘူးနော်ကြည့်ပါငိုထားတာများမျက်ခုံးလေးတွေမှုနေရပဲကိုယ့်ရဲ့ခလေးလေးကပြောရင်းနဲ့တူမလေးကိုရှင်ခွေနဲ့ကိုထည့်လိုက်တဲ့လျှံသူလည်းစိတ်မကောင်းဖြစ်မိတယ်ဒါပေမဲ့စိတ်လိုလဲပြီးသားမြေရကြမင်းဒီခလေးလေးကသူ့ထက်ပိုဆိုးလေးနေနှစ်ယောက်သာတင်းကျပ်စွာဖတ်ထားမိရင်ခလေးရောက်ပဲချင်းပြန်มาလဲလျှံကမေးလိုက်တော့တပတ်ခါလောက်မှအိုးသူ့ကိုမော့ကြည့်ရင်ပြန်ပြေလာတဲ့ခလေးလေးပါဟုတ်ပြီအဲ့ဒါဆိုရင်ဒီချားထဲမှာကိုကပကြီးကိုအပိတက်လိုက်မယ်ခလေးယူသွားလို့ရအောင်ပေါ့ဟုတ်ကဲ့နှစ်ယောက်သားကြားမှာတိတ်ဆိတ်သွားတာများဘာစကားမှတော့ထွက်မလာတော့တယောက်တစ်မျိုးအတွေးကိုစီနဲ့စဉ်းစားနေကြမယ်ဆိုတာကတော့ကြိမ်သေးပါ။နေရဥပြရာပကြီးကားလေးကိုကြည့်လိုက်တော့ရင်သွန်းရှုမောပဲအသက်ဝင်လွန်လာတာများလူစစ်တယောက်လိုပဲဥဟာတိတ်ကိုတော်ရဲ့ပကြီးဆရာတူပါပကြီးကားချက်တည်းကသူမလေးရဲ့မျက်လုံးကတနေရာရာကိုငေးပြီးတော့ဆွေးနေတယ်လို့မျက်ဝန်းမှာလည်းမျက်ရည်ကြီးလေးတွေနဲ့တခုခုကိုလမ်းဆွေးနေပုံမှာဒါပေမဲ့တိတ်ကိုအသက်ဝင်လွန်တာကြောင့်သူမကိုယ်တိုင်ဝမ်းနေမှုကိုခံစားလာရတယ်။ဦးပြားနေရလေဒီပကြီးကအကြီးကြီးကိုဘယ်လိုတည်သွားရမှာလဲမကြီးပါဘူးခလေးကိုကသေးရအောင်ထင်းနေတာကြိုက်ရလားလျံကမေးလိုက်တော့မေးစရာမလိုထိအောင်ကိုလေအရင်ရအောင်ကြိုက်တယ်နော်ပြီးတော့ဒီပကြီးကားကိုနေမရှူတော့ဦးပဲအပိုင်ပေးထားခဲ့တော့မယ်နေကိုမိသွားမှဆိုလို့အမြဲတမ်းကိုတတိယနေပေးရမယ်နော်နေအောင်လျင်းကိုကြည့်ပြီးပြောလိုက်တော့ကိုကဒီခလေးလေးကိုမေးစရာလားဟော်ရီရင်ပဲကြီးထဲမှာထာဝရဆိုတာထက်ကိုတိတ်ထားမှခလေးကကိုယ့်ရဲ့အရာရာပဲရေးစကားကြတော့နေရာတကယ်ကိုခံစားရတဲ့သူမဟာတိတ်ချရတဲ့ဥပေါ်မယိုသားတဲ့အမျိုးသမီးတယောက်ပါနှွေးဆိုတာသူများတွေအတွက်ပူလောင်နေလို့ခံစားရပေမဲ့ကိုအတွက်ကတော့ပူလောင်မှုမဟုတ်ပါဘူးဒါခံယူချက်နဲ့ဆိုင်နေလို့ကိုထင်နေအကြိုက်တွေအမျိုးမျိုးတွေကမှကိုရဲ့အကြိုက်တစ်မျိုးကနှွေးကိုချစ်တယ်မြင်လို့ရမောင်ထင်းလေးနဲ့မင်းတွေပကြီးတို့ရဲ့မင်္ဂလာအခမ်းပွဲသူတို့သမီးလေးရဲ့နာမည်ကိုမြင်တော့လျံကအနေငယ်တော့ထိလန့်သွားမိတယ်ဘာကြောင့်လဲဆိုဒီနာမည်လေးကသူသိချရတဲ့ချစ်သူလေးရဲ့နာမည်မို့ပါတာကြီးထိုင်တော့ငါ့ညီမင်္ဂလာစာပေါ်လေပကြီးဆွဲခိုင်းရလက်ဖက်ပေးဖို့ပါကွာမင်းရဲ့လက်ရကိုလည်းယုံကြည်လို့ပြောစရာလေးတွေကြားနေရပဲမင်းကတော့အေးပါကွာတကူတကကြီးလာခဲ့ရတာဆိုတော့အဲ့ဖို့ကြည်ပါမယ်ကွာအေးပါဂရိတီနော်စိတ်ချတငယ်ချင်းတို့ကစကားတွေပြောမိကြရင်သာအဲ့ဒီချိန်မှာထွက်လာတဲ့သူတို့သားနဲ့သူတို့သမီးလျှံရဲ့အကြည့်တွေကသူတို့သမီးထင်ရနေမခွာနိုင်ဘူးလူကြီးဆိုတဲ့အမျိုးသမီးလေးကလည်းလျှံကိုကြည့်နေမိရဲ့ဦးပြောရဲ့မင်္ဂလာပွဲကသူမရဲ့မင်္ဂလာပွဲလေးလားရှင်နေကိုရပါတယ်ဦးရဲ့လာနေကိုရဲ့တငယ်ချင်းပကြီးစရာနဲ့မိတ်ဆက်ပေးမယ်ဟင်သူမလေးရဲ့စကားမစောခင်လျှံတို့ရှေ့မောက်ကိုရောက်သွားတော့တယ်လူရလည်းလျှံကိုစစ်စစ်မကြည့်ရမို့မျက်နှာကိုလွှဲထားမိရဲ့လျှံဆိုတာကလေသူမလေးကိုကြည့်နေမိတာကမျက်တောင်တော်မှခက်မိဟန်မတူသူ့ရဲ့ချစ်သူကသူ့ချစ်သူအဆက်ပါရုပ်ကောနာမည်ကိုတူနေရကတော့လုံးဝမဖြစ်နိုင်တဲ့အရာနှွေးမလားလျံကသူမအောင်မေးလိုက်တော့သူမလေးကဘာမှမပြောမပြောမင်းနဲ့သိရလားလျံကြီးလူမလားတကယ်ချင်းဖြစ်သူဟာဝင်ပြောတော့ငါသိရနေနဲ့တော်တော်လေးကိုတူတယ်အဲ့ဒါကြောင့်မှလျံကြီးမင်းသူမမမေးနိုင်သေးရလားမင်းမလာပါဆိုလို့ငါအသိမပေးခဲ့တာတောင်းပန်ပါလေကွာနှွေးရတီးရဲ့ညီမလေးလေဒီတခါအော်မှုနဲ့ခေါင်းထောင်လာတာကနေပကြီးပါလျံကလည်းမယုံကြည်နိုင်တဲ့အကြည့်တွေနဲ့ဘလို့ဟိတ်ကောင်လျံကဒီလိုဖြစ်နေတဲ့အချိန်နှွေးရဲ့ပေါင်းပြင်ထမ်းပါလေညီရီတွေကစီးကြနေတယ်ဒါဆိုဦးရဲ့တစ်ချိန်ကတူမရဲ့ချစ်သူပေါ့မိဘတွေသဘောမတူလို့ဆိုပြီးတော့မမထားခဲ့သူတရားပေါ့ဟာဘယ်လိုတော့မှကန်ကြမကြီးရရက်ဆက်ရတာလဲဒါဆိုငါမမခွေပြီးထားခဲ့တဲ့အတူနောက်တစ်ချိန်စားသိခဲ့တာပေါ့ဘလို့ရလဲငါမတော့ရလားငါဘလို့ဆက်လို့ရမလဲဟာမဟုတ်ဘူးဘာမှဆက်လို့မရတော့ငါအမကြီးမှားသွားရင်သူမကိုသူမအပြစ်တင်စကားလေးစုံနေမိရင်လည်းအဲ့မြန်မှာလေလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားရင်နေသတိထားပါအောင်နေသူတို့သာဖြစ်သူအောင်လေပြနေတယ်လို့လျှံဆိုရလူသားလေးကလည်းရှင်နေမှာဗလားဆိုနေပြီးတကယ်လို့ဒီကောင်မလေးရတာသူ့ရဲ့အသက်ကလေးဆိုရင်သူကဘယ်လိုရှိဆက်ရမှာလဲမင်္ဂလာပွဲရလေလှလှရှာရှာဖြစ်သွားတယ်ပြန်သူအားပြန်စောင့်သူအားဆောင်နဲ့တော်တော်လေးကိုကြရဲထသွားတာဆေးရုံကိုသွားကြတဲ့အချိန်မှာလျှံလဲပါသွားတယ်သူ့ရဲ့ရှေ့မှာတင်းမြင်နေရပေမဲ့မောင်းစိတ်လည်းမရှိသလိုဘ
ဘာမှလည်းကြည့်မပြနိုင်ခဲ့ဘူးသူ့ရဲ့စိတ်ထဲမှာနှွေဆိုရဲ့အမျိုးသမီးလေးရတာစုံမထားနေရမို့ရသမျှဖျားစာတွေကိုလည်းသူဟာရွှတ်တယ်သူမလေးတစ်ခုခုမဖြစ်စေဘူးပဲထက်ခါဆူတောင်းလာဒါပေမဲ့လျှက်ဆိုရင်လူရှိလားအထက်ဆရာဝန်ကြီးရဲ့အတန်ကြောင့်အပြင်မှာစောင့်နေတဲ့သူတွေအကောင်တရားမျက်နှာတရားကြည့်ကုန်ကြတယ်လူနာစကားခဏပြောချင်ပါလေတဲ့နောက်ဆုံးဆန္ဒလေးကိုဖြည့်ဆည်းပေးလိုက်ပါဆရာဝန်ရဲ့စကားကြောင့်သူမရဲ့မိသားစုရဲ့ကောင်စိုးရိမ်မဲ့အထက်ကိုကြုံလွန်ကုန်ပြီးလျှံကလေးဆရာဝန်ကြီးနဲ့အတူခွဲစိတ်ခံနေဝင်သွားတော့သူ့တော်လက်လန်းလာတဲ့သူမလေးပါသူကလည်းအလင်းငယ်သူမလေးရဲ့လက်ကိုဆုပ်ကန်လိုက်တယ်နောက်ပြီးတော့သူမလေးလဲလျောင်းနေတဲ့ခရင်ရဲ့ပြီးဒူထောက်ထိုင်ချလိုက်တဲ့လျှံပါဦးသူမရဲ့လူဖျားကထွက်လာတဲ့နန်းစားလေးပြေးကြပါပြီဒါသူ့ကလေးမသူ့ကလေးအစ်စ်ပါကလေးနေတောင်းမှန်ပါလေနော်အစနေအစုံထိနေဦးကိုတိတ်ချစ်ခဲ့ပါလေနေကိုအပြစ်မတင်ပါနဲ့နော်နေလေမိမတွေကိုမလွန်ဆန်နိုင်လို့ပါတလုံးချင်းကိုမနဲ့အားယူပြီးတော့ပိသားအောင်ပြောနေရတဲ့သူ့ရဲ့ချစ်ရတဲ့သူလေးညဝန်းတောင်ကနေနေရဆက်ကလေးကလည်းစီးကြရင်းနဲ့နေအနူးကြီးကိုတောင်းမှန်ပါလေအဲ့လိုပြောရင်းနဲ့သူ့ရဲ့ပါပြိုလက်ဖွားနုနုလေးနဲ့လာကိုင်းနေနေပြန်ကလည်းသူမလက်ပေါ်အုပ်ခံပြီးတော့ကိုကအပြစ်ယူနေလို့လားခလေးရဲ့ကိုတော်တော်လေးနေဟာတိတ်ကိုအပြစ်ကင်းစင်တဲ့ခလေးပါတောင်းမှန်ဖို့လည်းမလိုပါဘူးကွာကိုလေးသူ့ရဲ့စကားမဆုံးခင်အုပ်ကန်ထားတဲ့သူ့ရဲ့လက်ထက်ရနေရှော့ကျသွားတဲ့သူမရဲ့လက်ကလေးပါလျှက်ရဲ့မျက်ဝန်းထက်ကနေမြည်ရည်အစမတန်စီးကြရင်းနဲ့ဝဲနေခြင်းအရှိန်ဟောကပြင်းထန်စွာနဲ့သူမရဲ့လက်ကလေးကိုပြန်ကိုင်းပြီးသူမရဲ့ကိုယ်လေးပါတဲချုံဖောက်လိုက်တယ်ခလေးရှင်နေနေတဲ့အတန်ကြီးနဲ့អော်လိုက်တဲ့လျှက်မှာကိုကတောင်းမှန်ရမှာပါကိုလေးနေကိုအရင်ချစ်တယ်ကိုတီတိုင်းကြီးတော့မထားခဲ့ပါနဲ့နေရဲ့ကိုရဲ့ကလေးရဲ့နော်တောင်းမှန်ပါလေကွာကိုတောင်းမှန်ပါလေသူတို့နှစ်ဦးရဲ့အဖြစ်ကိုကြည့်ပြီးတော့ဝန်နေမိရပြီးကြားနေတဲ့ nest တွေနှလုံးရောဂါအခန့်ရှိတဲ့သူမလေးကတစုံတရာကိုတေချာသိရှိသွားပြီးတော့တိတ်ကိုအောင်မှင်သက်သွားတာဝန်မဲ့တနေ့ကိုခန်းစားသွားရဟန်နေတူပါရဲ့ပေရကများခလေးကိုနာကျင်သွားစီရလေခလေးရဲ့အသက်ကိုဆုံးရှုံးသွားရတဲ့အထိပြင်းထန်လုံးနဲ့အဲ့ဒီအဖြစ်ကိုမုန်းနေဒါပေမဲ့မင်းတို့ကိုယ့်ရဲ့နှလုံးသားထဲမှာတေချာတောက်ပိတ်ထားလိုက်ပြီးဒါကကိုပြီးတဲ့အပြစ်ဒဏ်တရက်ပင်ကြီးကအဖိုးရရရဆက်ဆက်ဖူးဖူးနေရကိုမြင်ပြီးလျှံကပြုံးလိုက်မိတယ်သူမလေးကတည့်ရသည်ဆိုတိတ်ကြိတ်တာမလားတည့်ရသည်ကနေပဲသူမလေးကိုစသည်ခွင့်ရခဲ့ရမို့တည့်ရပင်ကြီးကိုကျေးဇူးတင်နေရသည်တွေတော့အလီလေးပြောင်းကုန်ပြီဒါပေမဲ့အဖြစ်ပြက်တွေကတော့မနေ့တနေ့ရလိုပဲရဲစက်တဲ့ကံကြမ္မာကြီးကိုအပြစ်မဖုံချသလိုမင်းတို့လည်းအပြစ်မတင်ဘူးနှွေဒါဟာကိုယ့်ရဲ့ကံအကြောင်းတရားမှုရှိပါစေတော့ဒီစကားတွေထပ်ပို့ပြီးတော့ကိုကဘာများဖြစ်နိုင်မှာလဲတကယ်တော့လေဒီပွဲမှာကိုကသာအမားကြီးကိုမှားခဲ့တာပါကိုကသာအခြေရေးမှာကန်ခဲ့တာချစ်တော်ညာလဲရှင်လျက်နဲ့တမျိုးအခုလဲသေးလျက်နဲ့တမျိုးကိုဘွားအတွက်လုံလောက်ပါပြီကလေးငယ်ရေမင်းရဲ့အချစ်တွေနဲ့ပြီးတော့မင်းကိုချစ်တဲ့အချစ်တွေနဲ့ကိုရှစ်ဆက်လျှောက်ပါမယ်ကိုသိချစ်ရတဲ့ຫນွေချစ်ရတဲ့သူနဲ့ကိုကိုချစ်တဲ့သူတစ်ထက်ထဲကြားတဲ့အခါပျော်ရွှင်မှုကအတိုင်းအစာမရှိပါဘူးချစ်ရတဲ့သူတွေနဲ့ထာဝရလက်တွဲသွားနိုင်ပါစေလို့ဆုတောင်းပေးရင်းနေပါပရိသတ်များရှင်ပရိသတ်တွေကိုနားဆင်ကြရတဲ့ဇလံလေးကတော့စာရေးသူပီတီဝေရေးသားထားတဲ့ချစ်ရပါသောຫນွေဆိုတဲ့ဇလံကောင်းလေးအစဆုံးပဲဖြစ်ပါတယ်နောက်နေ့တွေမှာလည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇလံလေးတွေကိုတင်ဆက်ပေးဦးမှာမို့လို့စောင့်မျှော်နှားဆင်အားပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်